မိသားစုဝင်တွေအများကြီးနဲ့ချင်းမိုင်ကိုလာလည်ကြမယ်ကလေးတွေလူကြီးတွေလည်းပါလို့ဟိုတယ်ခန်းလိုမျိုးလည်းမကြိုက်ဘူး luxury sensor facility အပြည့်နဲ့ privacy ရှိနေခြင်းနဲ့ဆိုရင်တော့ဒီ luxury Hana Villa လေးကအသင့်တော်ဆုံးပါပဲသူကဒီ Lana style ပေါ့နော်ချင်းမိုင်ရဲ့ Lana style luxury house လို့ပုံစံမျိုးအဲ့ဒါမှာ breakfast လည်းပါတယ် hotel လိုမျိုး facility လည်းရမယ် staff တွေလည်းရှိတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်အခုအခန်းတွေကိုလိုက်ပြပေးမယ်ပေါ့နော်ဒါဒီမှာဆိုရင်တကယ်လို့မိသားစုတစုဆိုရင်ဒီမှာ2ယောက်အိတ်လို့ရမယ်ဒီမှာလည်း2ယောက်အိတ်လို့ရမယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဝေစားထည့်ဖို့အတွက်ဘီလိုလည်းပါပြီးသားပေါ့နော်ပြီးရေချိုးခန်းဆိုလည်းဒါကြင်ကြင်ဝန်းရှိတယ်ပေါ့နော်ဒီ luxury Hana Villa ရဲ့အားသာချက်ကဒီ villa တစ်ခုလုံးကိုအိမ်လိုမျိုးအေးဆေးနေလို့ရမယ်ပြင်ကို8 to 6ပေါ့နော် service ပေးမဲ့ဝန်ထမ်းတွေကလည်းရှိနေသေးတယ် massage လုပ်ချင်တယ်ဆိုရင်လည်းဒီမှာလုပ်လို့ရတယ်ပေါ့နော်ဒီမှာ wedding event တွေဒါမှမဟုတ်လို့ရှိရင် pre wedding dinner တွေလည်းလုပ်လို့ရတယ် retreat program တွေလည်း AACC လုပ်လို့ရတယ်ပရိသတ်ဖိတ်မယ်ဆိုရင်ကျွန်တော်တို့ guest ကအယောက်90ကနေ60လောက်ထိဒီမှာ AC ဆက်နေပေါ့နော်ညအိတ်အတွက်ကတော့ကျွန်တော်တို့10ယောက်ကနေ14ယောက်ထိ AC အိတ်လို့ရတယ်တကယ်လို့ extra guest တွေတိုးမယ်ဆိုရင်လည်း extra charges ပေးရမယ်ပေါ့နော်ဒါကတော့ဒီမှာစီစဉ်ပေးတဲ့ breakfast ပေါ့နော်ဒီဟာတွေပြင်ကိုကျွန်တော်တို့ကွစ်တီယိုနဲ့ထိုင်းဆန်ပြုတ်လည်းစီစဉ်ပေးပါတယ်တကယ်လို့ကိုကဒီမှာမိသားစုပေါ့နော် family dinner private dinner တွေ pre wedding လိုမျိုး dinner တွေစီစဉ်ခြင်းနဲ့ဆိုရင်လည်း private chef ကိုခေါ်ပြီးတော့သူတို့ dinner စီစဉ်ပေးတယ်ဒီကလို့ရှိရင်ဒီမှာ coffee bar ပေါ့နော် coffee bar မှာဆိုရင်ဒီမှာ snack တွေကျန်တဲ့ဟာတွေအားလုံးကိုလည်း free access ပေးထားတယ်ပေါ့နော်24နာရီအသုံးပြုလို့ရတယ်ကိုစိတ်ကြပြီးသွားရင်ဒီဘက်မှာဆိုရင် mini bar ရှိတယ်ပေါ့နော်မှာဆိုရင်လည်းသူတို့ဒါဒီထဲမှာရှိတဲ့ဟာအားလုံး free ရတယ်ပေါ့နော်ဒီမှာ fruit basket လေးလည်းထားပေးထားတယ်ပြီးသွားရင်ဒီမှာတကယ်လို့ကိုကအပြင်နေပါရှောက်မလဲဘူးဒီမှာပဲ staycation သဘောမျိုးနေမယ်ပေါ့နော်နေ့လည်စာတွေပါလေဒီမှာပဲစားမယ်ဆိုရင်လည်းကျွန်တော်တို့မှားလို့ရတယ်ပေါ့နော်ဒီမှာ menu အစင်သင်ရှိပြီးသားပေါ့နော်ဒီကနေပြီးတော့သူတို့မှားပေးတယ်ဒီမှာနေ့လည်စာအတွက်ကြိုက်တဲ့ menu ကိုရွေးချယ်ပြီးတော့မှာယူစားတောက်လို့ရတယ်ပေါ့နော်လေစိမ့်နဲ့ကလည်း15မိနစ်လောက်ပဲဝေးတယ်ပေါ့နော်ဒါအနောက်ဘက်မှာဆိုရင်လည်းချင်းမိုင်မြို့ရဲ့ပင်းမြစ်ပေါ့နော်ပင်းမြစ်ရဲ့ river view လေးကိုခံစားပြီးတော့ AC ငါးမြားလို့ရတယ်ဒါ smoking area ပေါ့နော်အဲ့တော့ AC ဆက်လက်လေးတောက်ငါးလေးမြားပြီးတော့ AC ချေးလို့ရတယ်ပေါ့နော်တကယ်လို့စိတ်ဝင်စားရတယ်ဒီမှာနေခြင်းနဲ့ဆိုရင်ကျွန်တော်စီရင်တစ်ဆင့် booking တင်လို့ရပါတယ် long stay နေမယ်ဆိုရင် discount လည်းရှိတယ်ကျွန်တော်အခုပေးထားတဲ့ number ကို Viber တို့ WhatsApp တို့ကနေဆက်သွယ်နိုင်ပါတယ်